ကတော့အဖွားရဲ့တတိမရဲ့တင်စားရဲ့ဟို3ယောက်အတွက်နေ့လည်စာလေးချက်ပါမယ်ဒီနေ့ချက်မဲ့ဟာလေးကတင်စားတတိမအကြိုက်ပေါ့နော်သူကအဲ့လိုမျိုးလေးစားချင်တယ်ဆိုလို့တင်စားချက်ပြပါမယ်ဒီနေ့ပါဝင်တဲ့ပစ္စည်းကတော့ငါအသားလုံးရဲ့ငါအသားပြားရဲ့ပြီးရင်ပဲပြားလေးရဲ့အရွက်လေးပေါ့နော်အရင်ဆုံးတင်စားကဒီလိုအပ်တာလေးတွေကိုလီချွတ်ထားလိုက်တယ်ပေါ့နော်အရွက်တွေလည်းလီချွတ်ပြီးတော့တင်စားလေးဆေးပြီးတော့ရေစစ်ထားလိုက်ပါတယ်ပြီးရင်တင်စားကပဲပြားလေးတုပ်ဖို့အတွက်စီလေးနည်းနည်းထည့်ပါမယ်ခုနကလီးထားတဲ့ပဲပြားလေးတွေထည့်ချော်ပါမယ်ဟိုဘက်ဒီဘက်ဒီအဝါရောင်ရွှေရောင်လေးတန်းလာပြီဆိုရပြီပေါ့နော်ပြီးရင်စံပြုတ်ရပြုတ်ပါမယ်။ထဲမှာတင်စားကဂျင်းလေးနဲ့တက်လာကိုထည့်ပြီးတော့ပြုတ်ပါမယ်။မှုမွေးလေးဖြစ်အောင်လို့ပေါ့နော်ပြီးရင်ခုနကလီးထားတဲ့ငါအသားလုံးကအသားပြားတွေကိုရှင်လေးစုတင်းမှာစားကထည့်ပြုတ်ပါမယ်အဲ့ဒါလေးတက်ပြီးဆိုရင်စားကဆဲတော့လိုက်ပါမယ်ပြီးရင်ခုနကရေးစစ်ထားတဲ့အရွက်လေးတွေကိုထည့်ပြီးတော့ပြုတ်ပါမယ်အရွက်လေးတွေအဖွားကိုက်လို့ရတဲ့အနေအထားထိတက်ပြီးဆိုရင်စားကအဲ့ဒါလေးတွေကိုဆဲထုတ်ပြီးတော့ရေးစစ်ထားလိုက်ပါမယ်ပြီးရင်နန်းစီလေးနည်းနည်းထည့်မယ်ကြက်သွန်ဖြူလေးထည့်မယ်ပြီးရင် organic soy sauce လေးနည်းနည်းထည့်ပါမယ်အဲ့ဒါလေးကိုစီလေးခဏနည်းနည်းလေးတက်လိုက်ပြီးတော့ငါကခုနကရေစစ်ထားတဲ့အရွက်လေးပေါ်မှာတင်လိုက်ပါမယ်ဒါဆိုတော့အရွက်လေးရပြီပေါ့နော်ဒါကတော့ခုနကတည်ထားတဲ့ဆန်မျိုးလေးချက်ပါပြီဒါဆိုရင်တော့စားလို့ရပြီပေါ့နော်ရိုးရှင်းဆိုပေမဲ့အရင်စားကောင်းပါတယ်